ကဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာကျွန်တော်ကိုရော့ကားနဲ့ဆိုတဲ့ဂိမ်းလေးဆော့ပါမှာဖြစ်ပါတယ်ဒီနေ့လောက်နေဟာဂိမ်းထဲမှာလောက်နေရဲ့ဂိမ်းလေးနေလောက်နေကဲစီသွားမယ်ပေါ့ကဲထဲထူဆန်းဆမ်ကဘူးတော့Karaစီနဲ့စီဝေးလိုက်ပါမယ်ဆက်ရှိကောစတော့ပါဟာငါတက်ကသိနေဟာကဲဝယ်လိုက်ပါပြီပတ်စံကတော့0ပဲကျန်တော့တယ်ဗျာကဲပင်သားဆိုင်ရအောင် let's go ကဲပြန်သားမှာဆိုင်ကောင်းတော့ဒီနားလေးမှာဆိုင်ရဆိုင်ရတိတ်မကောင်းရဲ့ဘာလို့မှာဒီမှာဆိုင်ပြီဒီမှာတခုတက်ဆိုင်မယ်မိုက်ပါတန်းစီနေရcarrot တွေကြည့်လိုက်ဆိုတန်းရောင်းစားမယ်ဆိုင်ရပါမြင်နေရမယ်ဒါပေမဲ့ဘယ်သူမှလည်းမလားကဲနေမယ် correct အဲ့ဒါကျွန်တော်တွားရောက်လိုက်ကြရအောင်ခေါမှုအနေလေးနဲ့ tell I want to send my inventory okay 58ချက်ရ58ချက်ကကျွန်တော် carrot 5ခုလောက်ဝယ်လို့ရတော့တယ်ထင်တယ်ဟုတ်တယ်5ခုလောက်ဝယ်လို့ရတယ် carrot ဝယ်ကောင်းမလားstrawberry ဝယ်ကောင်းမလားလာချကွာ strawberry ဝယ်လိုက်ကောင်းမလား carrot ရင်ဝယ်လိုက်မလား strawberry ဝယ်လိုက်လာချကွာနှိမ့်တာဟာရ strawberry ဝယ်မယ်ဝယ်လို့လည်းမရအောင်ဟာရဘာလို့မရတာလိုင်းမကောင်းထင်နေကြည့်ရတာကားနဲ့ပြန်သွားမယ်ဒါကျွန်တော်ကားတိုင်းလေးမျိုးရှိပါတယ်ဗျာစီကိုနေနိုင်စီရှော့ကိုပြန်ရောက်တာအဲ့လိုလားစတော်ဘယ်ရီလေးဝယ်ပါမယ်ဝယ်လို့မရဘူးခဲရကြပြီးဝယ်တယ် what ဝယ်လို့မရတော့လည်းမဝယ်တော့ဘူးဗျာstop တော့dragon fruit ကမရှိဘူး dragon fruit စီကအကောင်းဆုံးထင်တယ်ဗျာကျွန်တော်ထင်ဒီအောက်လည်းမရှိတော့ဆို dragon fruit ကဟုတ်တယ် dragon fruit ကအကောင်းဆုံးဒီမှာ oh my god dragon fruit ဝယ်မယ်ဟေး dragon fruit စီဘယ်လောက်တော့မသိဘူးအပင်နဲ့တော့ဆိုင်ရကျွန်တော်ဝယ်လိုက် carrot ဘုံလာဥပေါ့ဗျာငါခုဆိုင်မယ်ပတ်စံလေးစုရမယ်ပြင်ကျွန်တော်စီဝယ်မှာမယ်ကဲဘုံလောင်းတစ်ခုတုံးခုကဲပတ်စံနေအောင်မရှိတော့ strawberry ပင်နေအောင်ထပ်ဆိုင်ပြီး carrot ရှိခုရရှိထပ်ဆိုင်ရမယ်ဟိကဲရအမညီနေတော့ဒီဘက်၄ခုဟိုဘက်၄ခုလုံးရမယ်ဒီအနာမယကောလက်မီအောင်မယ်ကောလက်ဟုတ်တယ်ကောလက်စတော်ဘယ်ရီလေးသွားဆိုင်ပါမယ်โอเคမုံလာဥရမကြီးလားမုံလာဥမကြီးစတော်ဘယ်ရီလေးအရင်ဆိုင်ရမယ်ဟုတ်တယ်မလားကဲမုံစတော်ဘယ်ရီကဆိုင်ပြီးပြီလေးယူလိုက်ကြရအောင်โอเคမုံလာဥရနည်းနည်းမုံလာဥရစိုက်ထားဒီကိုပြန်လုပ်မယ်ပြန်သွားရောင်းစားမယ်စတော်ဘယ်ရီလည်းသွားရောင်းရမယ်ကျွန်တော်ထင်
200လောက်ရမယ်ရှင်နဲ့ပတ်စံ200လောက်ရမယ်ထင်တာပဲဒီနေ့ကြည့်ရလေးနဲ့ဆောင်းလာအောင်တချင်ကျွန်တော် outfit လေးမိုက်လာပြုတ်မိုက်တယ်လို့ရှိတာပြုတ်နော်full stock ဒါလေးဆောက်လာအောင်โอเคဘယ်လောက်ရ333လား331ခဲရလာပြီးတယ်အစလိုက်ပြီဘာတွေဖြစ်ကုန်ပြီလဲလို့ဆက်ပေးလိုက်ပါမယ်ကဲ blue ဝေးပြီးတော့မဝင်နိုင်သေးဘူးကွာ strawberry နည်းနည်းဝင်မယ်strawberry ရစကုန်ပါဒီမလာဘူးဒါလေးဝင်တော့မယ်ထပ်ဆောင်မယ်ကွာဒီမနေ့ထပ်ဝင်ရအောင်လို့ကဲ stop ပြန်လာပြီstrawberry တစ်ခုဝယ်မယ်ဝင်လာဘူး12ခုတော့73ခုအကုန်လုံးဝယ်လိုက်မယ်ကွာကဲဝယ်မယ်ပတ်စံလာတော့တင်နေဟုတ်တယ်မလောက်တော့ဘူးဒီဒါလေးကိုကျွန်တော်သတ်ဆိုင်ကြမယ်ဟလာကဲ strawberry လေးတွေစိုက်ပါမယ်ဒါလေးရင်ခူးရ strawberry ရမုံလာဥလို့မဟုတ်ဘူး strawberry ရတခါစိုက်ပြီး4လုံးတော့တီးရကဲမုံလာဥလေးစိုက်မယ် okay စိုက်ကြရေးမှားကုန်ပြီ okay စိုက်တာရွှေရမုံလာဥရမိုက်တယ်တော်ရအောင်လားမသိပါဘူး strawberry တုံးခုစိုက်ပြီးပြီကဲမုံလာဥလေးခူးလိုက်ရမုံလာဥရွှေအောင်နေမုံလာဥရွှေအောင်လေးဈေးဘယ်လောက်ရလဲမသိနော်ဈေးကောင်းတော့ရလောက်တယ်ဗျကဲဈေးကောင်းမရလဲတက်နိုင်ရွှေရမုံလာဥဆိုဈေးကောင်းတော့ရလောက်ပါတယ်ကဲပတ်တူလေးလည်းလောင်းတော့လာပါမယ်နော်strawberry ကြီးဟာခဏနေကြဈေးဘယ်လောက်လဲတမရမယ်မတီးနေပြီထင်တယ်ရstrawberry ကြီးရပါမဒေါ်လာ36ဆိုရဟာလားမာဇာမဟုတ်ဘူး36ကတသေးလေးရောညဆို1 kg လားမသိဘူး1 kg ရရှိလားမရှိတယ်ဒါလေးဈေးသွားမင်းရဈေးဘယ်တော့လဲသွားမင်းရမယ်ပတ်စံ3ချက်ပဲရှိတယ်ဒါရောက်ရင်ဘယ်လောက်နောက်ကြမလဲမသိ200 300 200 100လောက်တော့ရမယ်ဒီနားပဲ
Now strawberry. Di mana? Hai mi. Mami lonely. How much it is? What? Nè anh tốn sức rồi nè. Yo. Rồi em nhai về ra để ở sự nọ. What is it? Con nó chứ đó, phải đây nếu mà xỉa con nó cho làm sao được sao? Hai à? Tôi thằng cú ya ngã ra tê đấy. So yeah, so carrot away me, strawberry away me, blueberry away too. Can't any in the nowhere. Okay. Mà sợ cho nó sai ra thì tao về lại làm ra. About to know về ra điều ta sai lại làm cho. Sẽ cái gì mà cùng hết. Carrot inside the cool strawberry không có mà sai đã. Không có mà strawberry á. Đó này rồi tụi mà mới sai rồi mày quá. With tomato. Tomato da cucite. Crust complete. Crust shi ya la ha. Strawberry cái câu gì vậy? Cái gà cha mà bắt sẵn nhà mà bắt sẵn nhà sao? Hả bố? Là đi có con cho mà. Thì vẫn mà bác sĩ này mới tiêu qua. Okay. Xì để mà xem mà cho nó hài cho dâu mà mẹ. Là tí điều cho đã bác. I saw you there. Ai à? Mẹ ơi tôi cái gì vậy? Mà được cho lại một tí. Okay. Cho nó sẽ ngày mai là ra. Okay, anh em ơi tí đi video liền đi làm rồi. Anh em ơi bye bye.